အားလုံးပဲမင်္ဂလာပါနော်ဒုတိယပါရှင်ဂျမိတ်ဆွေညီကိုများအားလုံးပဲမင်္ဂလာပါပြဿနာကြပါစေမင်္ဂလာကြီးတော့ညာညမျိုးအားလုံးပဲဒီတက်မှာကပန်ကြပါစေပြစိတ်သွားလို့ကိုပါလုံကျွန်တော်စာနာလေးတရုံတော့ပါရေပြဿနာကြပါစေတက်ရှိရရှိတိုင်းမှာလည်းငွေတွေဝေကြပါစေတော့အားလုံးဒီနေ့နေစုတောင်းပေးပါလေခေအားလုံးပဲကျွန်တော်ကိုမြင်တဲ့ chicken အားပေးကျွန်တော်ရဲ့နော်ကျွန်တော်ကိုမြင်တဲ့ chicken အားပေးကျွန်တော်နေတိုက်ကိုမလေးကျွန်တော်ရဲ့အခုမှတွေ့တဲ့လူတစ်ကိုမလေးအားလုံးပဲကိုရင်းတဲ့ဗီဒီယိုကိုတွေ့ပြီဆိုတော့ဝိုင်းပြီး share ထားပေးပါရှယ်မူရှာလေးတွေလောက်ထားပြပါနော်။ဘာကြောင့်လဲဆိုရင်အခုပြပါနေတာကျွန်တော်ကိုမြင်တဲ့ chicken အားပေးကျွန်တော်ကိုမလေးကအခုမှတွေ့ရကျွန်တော်လူတစ်ကိုမလေးကအားလုံးအတွက်အခုပြပါနေကဒါအားလုံးအတွက်လုံးဝကိုကြိုးရှိရပြပါနေတွေဖြစ်တယ်။အဲကြောင့်မို့ကျွန်တော်မလေးဘက်ကလုံးဝကြိုးရှိရပြပါနေဖြစ်တဲ့ကြောင့်မို့အားလုံးဘက်ကနေပြီးတော့တရားမကြနေတွေတွေ့ပြီးမြင်ပြီးဆိုတာနဲ့အစားကနေအဆုံးထိကြည့်သွားပါ။ကျွန်တော်ပြပါလေးကိုအစားကနေအဆုံးထိတွေကြည့်မှကျွန်တော်ပေးမဲ့ပတ်တီကျွန်တော်ပေးမဲ့မင်းရုပ်ကွက်ကိုရရှိပါလိမ့်မယ်။နောက်ကြောင့်မို့ကျွန်တော်ကိုမလေးဘက်ကနေပြီးတော့မနှက်ပြန်ကြာပေးနေအတွက်နော်ကြာပေးနေ9ရက်3လပါ2026ကြာပေးနေ12နိုင်ဈေးမှာမယွန်းတကွက်ကောင်းလေးတွေလိုချင်ပါလေပပနာလေးပေါက်ချင်ပါလေပပနာလေးရချင်ပါလေတခါမှလည်းမပေါက်ဘူးပေါက်ဘူးချင်ပါလေတခါမှလည်းမရဘူးရဘူးချင်ပါလေမယွန်းတကွက်ကောင်းလေးကိုထိထိမိမိလေးလေးနော်ထိထိမိမိလေးပပနာလေးကစားချင်ပါလေထိထိမိမိလေးထိုးချင်ပါလေဆိုကိုမှတခါလေးတာကြည့်သွားပါနော်လူကောင်းကိုမလေးကလူတက်ကိုမလေးကတခါလေးကြည့်တခါလေးတာယူသွားလမ်းမလေးတွေတယောက်မကြနေနှိပ်ထားပါတယောက်မြင်တယောက်နှိပ်ထားပါနှစ်ယောက်မြင်နှစ်ယောက်နှိပ်ထားပါသုံးယောက်မြင်သုံးယောက်ရှယ်ထားတယောက်ကိုတယောက်မကြနေရှယ်မူရှာလေးတွေမျှဝေထားနော်ရှယ်မူရှာလေးမျှဝေထားမှကျွန်တော်ပေးမဲ့ကနန်းလေးလေးတော့ကိုရဲပေါက်ချင်းတို့ကိုလိုပဲ6ခုမှလည်းပေါက်ရအောင်6ခုမှရအောင်လို့ဆိုပုံစံမျိုးနဲ့ပဲရှယ်ထားပေးပါမျှဝေထားပေးပါဘာကြောင့်ဆိုရင်ကျွန်တော်လည်းအဆင်ပြေခဲ့လို့ကျွန်တော်ကိုမလေးအဆင်ပြေအောင်ကျွန်တော်ကိုယ်မလေးပေါက်ရအောင်ရအောင်လို့တခါမှမထိုးပေးကိုမလေးတွေတော့ထိုးဘူးတော့တခါမှလည်းမပေါက်ဘူးတဲ့ကိုမလေးပေါက်ဘူးသွားအောင်တခါမှမရဘူးတဲ့ကိုမလေးရဘူးသွားအောင်လို့အားလုံးဘက်ကနေပြီးတက်တက်ဝန်းလေးတွေမျှဝေထားပါမနက်ပြန်ကြာပေးနေမှာလုံးဝအေကမှုချက်လုံးဝအောင်မြင်ရမယ်ရှယ်ပတ်သီးရှယ်မယော့ကွက်လေးတွေရှိပါတယ်ရှယ်ပတ်သီးရှယ်မယော့ကွက်လေးဆိုတာပတ်သီးနဲ့ရှုံးထားတဲ့ကိုမလေးနောက်ပတ်သီးနဲ့ရှုံးကြွေးကြည်ကျင်ပါလေပတ်သီးနဲ့ရှုံးထားတဲ့ကြွေးကိုကြေးပြီးအမျက်တွေလိုချင်ပါလေနောက်ဒီတနေ့ကနေအခုဗုဒ္ဓဘူးနေ့ဒီကိုတခါမှမပေါဘူးချင်တယ်ဆိုကမှတခါလဲတာကြည့်သွားပါတခါလဲကြည့်တခါလဲတာယူသွားပါကျွန်တော်ကိုမားလေးဘက်ကလည်းကျွန်တော်ပြည့်ကနေကိုယုံကြည်မှုရှိလိုက်ဆော့မယ်ဆိုရင်ကိုယ့်အိတ်ထဲမှာငွေကိုယ့်အိတ်ထဲကငွေ900ရှိ900ကိုထိုးရတယ်1000ရှိ1000ကိုထိုးရတယ်2000ရှိ2000ကိုထိုးရတယ်အဓိကဒီကိုယ့်အိတ်ထဲကငွေကိုယ့်အိတ်ထဲကမှ900ရှိ900ကိုထိုးရတယ်ဘာကြောင့်လဲဆိုရင်ယုံကြည်မှုရှိလို့ထိုးလို့ရပါတယ်ရှိလို့ကစားလို့ရတယ်ဖြစ်တဲ့ကြောင့်မို့အားလုံးဘက်ကနေပြီးတော့အစင်မျိုးဆော့ပါအစင်မျိုးကစားပါဈေးဘူးတွေထိုးကမလေးတွေဈေးဘူးတွေရောင်းထိုးမယ်မဖိုးရောင်းထိုးကမလေးတွေမဖိုးရောင်းထိုးပါရှုံးများနေတဲ့ဒီသမားလေးတွေရှုံးကျွေးကြီးနေဆိုရင်ကျွန်တော်ပေးမယ်ကန်နန်းတွေကိုပပလန်လေးထိုးပါပပလန်ကစားပါယုံကြီးနဲ့တိုက်ထိုးပြီးပါလိုက်ကစားပြီးပါနောက်ကြောင့်မနက်ပြန်ကြာပေးနေကျွန်တော်7နိုင်ဈေးမှာပတ်ရမယ်ပတ်တိက4နှစ်ပတ်တိဖြစ်တယ်နော်ပတ်ရမယ့်ပတ်တိက4နှစ်ပတ်တိ4ကိုကြိုက်ကိုမိုက်က4ကိုပပ2ကိုကြိုက်ကိုမိုက်က2ကိုပတ်ပါ4နှစ်ပတ်တိတုံးအားကောင်းပါလေနော်မနက်ပြန်ကြာပေးနေမှာ4နှစ်ပတ်တိတုံးနှလုံးအားကောင်းတယ်ကျွန်တော်အကြဆုံးပတ်တီမနက်ဖြစ်မှာ4ပတ်တီဖြစ်တယ်เนาะ4ကုန်း2ကုန်းပတ်ရင်ပို့ပြီးကောင်းတယ်4ကုန်း2ကုန်းပတ်ရင်ပို့ပြီးကောင်းတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့4ကုန်း2ကုန်းပတ်မှဆိုရင်เนาะတစ်ဖက်မမိတစ်ဖက်မိမယ်တစ်ဖက်အစင်ပြေတစ်ဖက်အစင်ပြေအောင်ကြိုးစားပြီးလုပ်ထားဖြစ်ကြောင်း4ကုန်း2ကုန်းပတ်ရင်ပို့ပြီးကောင်းပါထိထိမိနေပတ်ချင်တဲ့ဆိုရင်မနက်ဖြန်4ကတော့ပို့ပြီးတော့အကောင်းဆုံးပတ်တီဖြစ်တယ်။နောက်ကြောင့်မိုးကြောင့်ကမလေး4ကိုကြိုက်လို့ထိုးမှဆိုရင်4နဲ့မရုပ်ကွက်တီ4ကို4ခွန်40 41 4နဲ့ဆိုရင်4ကို4ခွန်40 41နှစ်ကိုကြိုက်ကမလေးနှစ်နဲ့ထိုးမှမိန်ကွက်4လေးတခါလဲလိုက်မှတ်ထားပါ။နောက်နှစ်နဲ့ဆိုရင်နော်နှစ်4 2 4 2 9 20ပါ။နှစ်နဲ့ဆိုရင်2ရယ်2 4ရယ်2 9ရယ်20ဖြစ်တယ်။နှစ်နဲ့ဆိုရင်အဒီကနေကြိုက်တယ်။နောက်တစ်ခွက်ကောင်းလေးတွေထိမိထိုးခြင်းနဲ့ပပလန်လေးကစားခြင်းပါလေရှုံးကျွေးကြည့်ခြင်းပါလေအမြဲတမ်းလိုချင်တယ်ဆိုရင်မနေ့က40ခွက်တစ်ခွက်ကောင်းလေးကြိုက်တယ်40ခွက်ဒီဒါမယုတ်ကွက်လေးဖြစ်ပါလေနော်40ခွက်ကမယုတ်ကွက်ပါကိုကျွန်တော်ကမာရီဘက်ကနေယုံကြည်မှုရှိရဲဆိုရင်ထိုးပါယုံကြည်မှုရှိရင်လုံးဝမထိုးပါနဲ့ကျွန်တော်ကစားရသည်အမှားနဲ့မှန်နဲ့ရှိတယ်မှန်လက်ခါလည်းရှိတယ်မှားလက်ခါလည်းရှိတယ်မှားမှန်တော့လက်ခံပြပါကျွန်တော်တစ်ချိန်တော့မှန်လို့လည်းအမြဲတမ်းမှန်မှန်လို့လည်းမတွေးပါနဲ့ကျွန်တော်တစ်ချိန်တော့မှားခဲ့လို့လည်းအမြဲတမ်းမှားမှန်လို့လည်းမတွေးပါနဲ့ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်ကစားရသည်လောင်စားဖြစ်တယ်အမှားနဲ့မှန်တော့ရှိတယ်ကျွန်တော်တို့ရဲ့မြေစက်ချင်းကိုစက်ချင်းတော့မမှန်ဘူးစက်ချင်းကို4ချိန်သုံးဖို့5ချိန်တော့အကောင်းဆုံးမှစူးစမ်းပြီးလုပ်ပြီးတယ်အဲကြောင့်မို့ကျွန်တော်ကမာရီဘက်ကစက်ချင်းကို4ချိန်5ချိန်တော့ပေါက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe ပါလေးနဲ့နှိပ်ထားအားလုံးအတွက်လုံးဝအဆင်ပြေပါလိမ့်မယ်လုံးဝအောင်မြင်မှုရရှိပါလိမ့်မယ်အဓိကဒီယုံကြည်မှုတစ်ခုပဲထားပါအားလုံးအတွက်လုံးဝအေကမိုးချက်လုံးဝအောင်မြင်ပါလိမ့်မယ်လို့ပြောချင်ပါတယ်เนาะကြည့်အားလုံးပဲကျွန်တော်ကိုမာလေးကနေလည်းပေးပြီးသွားပြီဆိုတော့လက်မလေးနေပေးပါဝိုင်းပြီးရှယ်မူရှာလေးမျှဝေထားပါမတွေ့ဘူးတဲ့ကမာတွေ့ဘူးတော့မရဘူးတဲ့ကမာရဘူးတော့ဝိုင်းပြီးတက်ဝင်နေမျှဝေထားပေးပါအားလုံးပြောချင်ပါတယ်เนาะကြည့်အားလုံးပဲကျွန်တော်ကိုမာလေးဒီဗီဒီယိုဖိုင်နဲ့ဒီနေ့ရင်နာခွင့်ပြုပါလေဗျာ